န်းစားခြင်းယုံလေးကိုအိမ်ဖော်ကသူမကိုအတုံးဖြုံးကြည့်တယ်လို့ပြောရဲတယ်သူမစိတ်တူပြီးခေါင်းထောင်ကြည့်လိုက်တယ်အိမ်ဖော်ကိုကြွယ်ရမှာကုန်းချောတာတွေမလုပ်ဖို့တတိပေးလိုက်ပြီးသွားတွေအားလုံးကျွတ်သွားအောင်ချော်လဲလိုက်မယ်လို့ပြောလိုက်တယ်ဒါပေမဲ့အိမ်ဖော်ကမျက်လုံးသာပလက်ပလက်လုပ်ပြတယ်ခဏအကြာမှာတော့သူတကယ်ပဲချော်လဲပြီးသွားတွေအားလုံးလွင့်ထွက်ကုန်တော့တာပဲအိမ်ဖော်ကသူမကိုကန်ဆိုးစီတဲ့သူလို့អော်တယ်သူမလည်းညင်းမနေတော့ပဲပွန့်ပွန့်လင်းလင်းပဲဝန်ခံလိုက်တယ်ဘာလို့လဲဆိုတော့ဒါကသူမရဲ့တဘာဝပဲလေသူမကအစကတည်းကမာဖီးယားကိုင်းကောင်းဆောင်ဟောင်းအဲ့ဒီနေ့မှာပဲသူမလက်ဆေးပြီးအနားယူဖို့ဆုံးဖြတ်လိုက်တယ်ရုတ်တရက်ဆိုသလိုပဲကံမကောင်းအကြောင်းမလှစွာနဲ့ဇလန်တပုတ်ထဲကိုရောက်သွားတယ်တနာစရာကောင်းတဲ့အခြေယူတစ်ဖက်သက်ဆွဲဆောင်ခံရတဲ့စက်ရင်တယောက်ဖြစ်သွားပေမဲ့ထူးဆန်းတဲ့စွမ်းအားတစ်ခုတော့ရခဲ့တယ်သူမရဲ့ကျင်းစားတိုင်းကတကယ်ဖြစ်လာတယ်အိမ်ဆောက်မျိုးသမီးကသူများတွေကိုလိမ်လည်လက်ဖြားတတ်သူအနှစ်20တက်တန်းရှိပြီဖြစ်တဲ့သူသမီးလေးသွားတွေကျွတ်ပြီးကျမ်းပြင်ပေါ်လဲကျနေတာကိုမြင်တော့ဒေါသတကြီးနဲ့အိမ်ရှင်မကူပါလာပြီးအမိတ်ပေးခြင်းနဲ့သူကသူမကိုချော်ရဲ့အရှက်မရှိတဲ့အပေါင်းဖော်လက်ထပ်ပြီးအဆင့်တက်လာတဲ့သူလို့တောင်လောင်ပြောင်ပြီးဆရာကားမတော်တဆဖြစ်တာသူမကြောင့်လို့ဆွဆွဲပြီးဆက်ပြီးဖိအားပေးတယ်ဒါကူကြတော့သူမစိတ်ထိန်ချုပ်လို့မရပဲသူ့ကိုချက်ချင်းပဲအပြစ်တွေဖော်ထုတ်ပြောပြလိုက်တယ်အိမ်ဆောင်အမျိုးသမီးလည်းလမ်းဖြတ်သွားပြီးကိုအပြစ်မရှိဘူးလို့ကျင်းဆိုတယ်သူမကအေးဆက်ဆက်ပြုံးလိုက်ပြီးလိမ့်နေရင်မိုးချိုးဖြစ်ပါစေလို့ပြောလိုက်တော့သူတော့ဆုတ်သွားတယ်သူကလိမ့်နေတာကိုမငင်းလိုက်ရတဲ့အတွက်ဖျားသခင်ကသူ့အတွက်အပြေပေးလိုက်တယ်မိုးချိုးတစ်ချက်ပစ်ချလိုက်တာနဲ့သူကစီကြုံမုတ်ချောင်းလိုလိမ်ကွေးသွားတယ်အိမ်ဖော်မလေးကသူမရဲ့တေလောက်အောင်မှန်ကန်တဲ့စကားတွေကြောင့်ကြောက်လန့်တကြားအော်ဟစ်တော့တာပဲတွားချုပ်နေတဲ့အိမ်ဖော်မလေးကသူ့မေစီကိုအော်ခေါ်ပြီးပြေးသွားတယ်သူမကသူလျှက်စစ်တက်မပြေသေးဘူးဘီယူဆိုင်ဖို့တတိပေးလိုက်တယ်ဒါပေမဲ့မာနာကြီးတဲ့အိမ်ဖော်မကသူမကိုလောင်ပြောင်ပြီးမျက်နှာမဲ့လိုက်တော့သူပါလျှက်စစ်တက်လိုက်သွားတော့တာပဲကိုဖန်တီးထားတဲ့မြင်ကွင်းကိုသူမကိုယူစွာကြည့်နေတော့မှပဲအိမ်ဖော်တယောက်ကစုပြန်ရောက်လာပြီလို့ပြောပြီးပြေးဝင်လာတယ်သူမလည်းဒီဘဝထဲကိုအခုမှရောက်လာသူဆိုတော့သူမခင်ပွန်းကိုနောက်ဆုံးတော့တွေ့ရတော့မှဆိုပြီးရင်ခုန်စွာနဲ့ရှေ့ကိုအပြေးသွားလိုက်တယ်ဒါပေမဲ့စိတ်ပြတ်သွားတယ်ဘာလို့လဲဆိုတော့ကိုရန်တော်ကိုပြောထင်လိုက်မိလို့မူလပိုင်ရှင်ရဲ့အကြိုက်ကိုအလွန်ညံ့ဖြစ်လိုက်တာလို့ရေးလိုက်ပြီးတကယ်စီရဝင်လာတော့မှသူမကြက်တည်တည်သွားတယ်သူကတကယ်ကိုလှပလုံးနဲ့သူမအံ့အားသင့်စွာကြည့်နေရင်းနဲ့မူလပိုင်ရှင်ကသူ့ပေါ်ဘာလို့ဒီလောက်အသေးအတန်တစ္ဆာရှိခဲ့တာလဲဆိုတာနောက်ဆုံးတော့သဘောပေါက်သွားတယ်ဇလန်းလေးကြိုက်တယ်ဆိုနောက်ထပ်တင်ပေးမှဖြစ်လို့အကောင့်ကို follow လုပ်ထားခဲ့တော့9 day movie recap မှာကျေးဇူးအများကြီးတင်ပါတယ်